chair ဘောင်းမှာသူ့ခေါ်တရားလဲတီးလို့လောကလည်းထွက်ပြေးပြီလေ Oh my god bro ကျော်ဒီလောရဆိုမျိုးလေနှောင်းလိုက်ဆိုမျိုးထွက်ပြေးသွားမယ် update ကြီးမျိုးလာမျိုးတော့မထင်ထားဘူးပေါ့နော်ဒါပေမဲ့ခုကတော့တကယ်ကိုထွက်ပြေးနေပါပြီဒီလော်ပြေးတဲ့အမှုနဲ့ပတ်သက်ပြီးတော့အဓိကခေါင်းကြီးမှာကတော့ကျွန်တော်တို့ jungle လာတွေဒီနေရာမှာကျွန်တော် mobility jungle လာတွေဖြစ်တဲ့ဒါလင်းတို့ hire တို့ join တော့ဗျာလောကိုလိုက်ပြီးတော့ retrieve ပေါက်လို့ရတယ်လို့ကျွန်တော်တကယ်ထွက်ပြေးတဲ့အခါမှာရော retrieve ပဲ live မှာလားကျွန်တော်ဘဲတယ်ပဲကောက်ဆိုင်မှာလားပေါ့နော်အဲ့တော့အားလုံးတော့ရှုံးတော့မှသေးကြပဲအဲ့တော့ကျွန်တော်ဒီ law ပဲလေးမှာဒါ jungle လာတွေမလာဘဲနဲ့ကျွန်တော်ဒါ law ပြီးမဲ့ land မှာ jungle လာလေးတွေကကျွန်တော်ဒါကတ်တိုလေးနေပြီးတော့ retrieve ပေါက်မဲ့ retreat strategy လားကျွန်တော်အဲ့ဒီ retreat strategy နဲ့အတူကျွန်တော်လုံးဝအရင်ကတည်းကပို့ပြီးတော့နိုင်ဆိုင်တဲ့ law ပဲတွေဆိုင်ရမှာတော့အသေးကြပဲမပြီးသေးကျွန်တော် law တက်လာမယ်ဆိုရင်လည်းဒီ law ထဲမှာတကောင်ဝင်လို့ရသေးတယ်ကျွန်တော်တို့ဒါကလုံးဝ surprise combo တွေပြမယ် rumor တွေကအပိုင်းပေါ့နော်အဲ့ဒါကမှကျွန်တော်ဒီ tiger တို့ atlas တို့လုံးဝဒီ surprise explosion တို့ funnel နဲ့ဆိုရင်တော့ကျွန်တော်မိတော့လုံးဝအပိုင်းပဲအဲ့ဒါကြောင့်ဗျာ enemy တွေကကျွန်တော်ဒီ high ground မှာအရင်ခေါင်းတွေးမှာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ mega tower ပါ try မယ်ဆိုရင်လည်းကျွန်တော်ရမှု chance ကိုများတာပေါ့